မကောင်းသောဘေးမကောင်းသောရန်မကောင်းသောဒဏ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်သင်ရှင်းလင်းပြတဲ့အဆောက်အအုံသန့်ဝိုင်းသန့်မြေသန့်သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့ဒီနယ်မြေပေါ်မှာရှိနေတဲ့အိမ်တွေအဆောက်အအုံတွေအားလုံးဘုန်းကြီးတို့သန့်ရှင်းမှာပါဒုတိယအကျင့်ရောက်တဲ့အခါကျတော့ဒီမှာနေတဲ့ပုဂ္ဂိုလ်တွေအားလုံးဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာတဆူထပ်ပြီးတော့ရွတ်ဖတ်တရဆက်ပြီးသုတ်သင်ရှင်းလင်းမှာပါဝိမတိဝိနောဒဏီတိကာနဲ့အညီကံဆောင်တဲ့နေရာမှာတထထဲကြအောင်အာဟုသောပုဂ္ဂိုလ်မသုံးမဲနဲ့တပိတော်သံဃာကိုငဲ့ပြီးတော့ဗန္တိဟုသောပုဂ္ဂိုလ်တပိတော်သုံးမမယ်ဗျာနမောတသဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောယာသာသံဃေနသီမာသမတာသမာနာသံဝါသာဧကုပောသေထာယတိသံဃတပတ္တကံလံသံဃောတံသီမံသမုဟနေယသမာနာသံဝါသံဧကုပောသေထံဧသာညတိသုနာတုမေဗန္တိသံဃောယာသာသံဃေနသီမာသမတာသမာနာသံဝါသာဧကုပောသေထာသံဃောတံသီမံသမုဟနတိသမာနာသံဝါသံဧကုပောသေထံယသာယသမတောခမတိဧတိသာသီမာယသမာနာသံဝါသာယဧကုပောသေထာယသမုဂ္ဂတောသောတုံနှသာယသာနေခမတိသောဘာသေယသမုဟတာသာတိမာသံဃေနသမာနာသံဝါသာဧကုပောသေထာခမတိသံဃတတသမတုန်နိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုအဲ့ဒီကမ္မဝါကသမာနာသံဝါသဆိုတာသမာနာအတူတူသံဝါသနေထိုင်ရတဲ့နေရာမှာယရဏသုံးပါးနဲ့နေတဲ့လူသားတွေနေတဲ့နေရာမှာလူသားအချင်းချင်းသာနေထိုင်ခွင့်ရှိသည်လူသားကိုယံမှုမဲ့အန္တရာယ်ပြုမဲ့ဟာမှန်သမျှအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလည်ပါဒီတခါဖတ်မဲ့ကာမဝါကြတော့ပညာချက်ကသူ့ထဲမှာတိုက်ရိုက်ပါတယ်ဣမံအာရာမံလို့သံဃာတော်များကရွတ်ဖတ်တဲ့ဆယ်လိုက်ရင်အာရာမဆိုတာပါဠိတွေမဂ္ဂဒတွေအာရာမဆိုတာမြန်မာလိုဝိုင်းတို့ဝင်းတို့ပရဝုံတို့ခြံတို့ဘောနောက်တကသံဃာတော်များကဣမံခေဟံလို့ရွတ်လိုက်ဒီထဲမှာရှိနေတဲ့အဆောက်အအုံတွေအာလုံးလို့နားလည်ပါ
သတ္တနံဗုဒ္ဓနာသတ္တနံခုနှစ်စုကုန်သောဗုဒ္ဓနာဖယားရှင်ကြီးတွေဆိုတာဒီပညာတော်အာနာဒေသနာတော်ကိုပညာတော်မူတဲ့ဖယားရှင်ကြီးတွေကသတ္တနံခုနှစ်စုတဲ့ဝိပတိသိခိဝိသဗုကာကုသံခောနာဂုံကတ္တပဂေါဓမဆိုတဲ့ဖယားခုနှစ်စုရဲ့အထူးပညာတော်အာနာဒေသနာတော်လို့ထုတ်ပြီးတော့ပြောလိုက်တာဘယ်လိုပုဂ္ဂိုလ်မှမိတွယ်ကရပေးနေလို့မရဘူးနော်အာလုံးရှောင်ကြရှားကြဖယ်ကြရတယ်ပေါ့ဒီကမ္မဝါဖတ်တော့တပည့်တော်တို့ဘယ်လိုအကျိုးသက်ရောက်ပါတော့ဖရာဆိုတော့အနန္တရာယိကဇီဝိတာနံအနန္တရာယိကအန္တရေကင်းပြီးတော့ဇီဝိတအသက်ကိုရှည်စေတယ်လို့ဒီလိုဆိုတယ်ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုတော့သူတို့ကကြိုတင်ပြီးတော့ကာကွယ်ထားပြီကြိုတင်ပြီးတော့ကာကွယ်ထားတော့ဘေးတွေရန်တွေအန္တရာယ်တွေကင်းကင်းရှင်းရှင်းနဲ့နေရတယ်ပေါ့သဗ္ဗဝေရဇိတာနံသဗ္ဗဆိုတာအလုံးစုံအကုန်ရှိသမျှအသေးအမွှားလေးရမကြမ်းပေါ့ဝေရဆိုတာယံလို့ဘာသာပြန်ရဇိတာဆိုတာကတော့အောင်တယ်နိုင်တယ်ပေါ့အဲ့ဒီဝေရဆိုတဲ့ယံတွေကလူချင်းဆရာရှားပြီးတော့အောင်လန်းနီးတွေမော်နီးတွေနဲ့ပြုလုပ်တာတွေလည်းပါတယ်သဘာဝအန္တရာယ်တွေလည်းပါတယ်ဘာတွေပဲဖြစ်နေနေအကုန်သုတ်တင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလဲပါအဲ့ဒီဝေရဆိုတဲ့ယံတွေကအတိုက်အမြုပ်အနှုတ်အဖွဲ့လင်းလွှာကြိုတန်းအင်းအိမ်ခလဲဓာရိုက်ဓာဆင်းနှမြုပ်နန်းထားစုံကဝေတစေမြေဖုတ်သရဲသဘက်နတ်ပြဲမိစ္ဆာခန္ဓာဘနာဂသင်္ကွဲပေတကုံပန္ဒယက္ခစသည်လောကဘက်ကယရဏသုံးပါးနဲ့နေတဲ့လူသားကိုယံမူမဲ့ဟာမှန်သမျှအကုန်သုတ်တင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလဲပါဣမသမိန်အာရာမေဣမသမိန်ဂေဟေဒီဝိုင်းနဲ့ဒီအဆောက်အုံတွေမှာဝတ္တတနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဘယဘေးတွေရန်တွေအန္တရာယ်တွေဝိနာသာယကင်းကင်းရှင်းရှင်းဖြစ်အောင်ညထားပြီးတော့ရွတ်ဖတ်တရစေပေးပါလို့သာသနာတော်ကအမှားရှိလို့ဒုတိယအကျိအန္တရေကင်းကာမဝါစာတဆူထပ်ပြီးတော့ရွတ်ဖတ်တရစေပြီးတော့သုတ်သင်ရှင်းလင်းကြရအောင်နာကြားကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောဣမံအာရမံဣမံဂေဟံတတ္တနံဗုဒ္ဓနာအနန္တရာယိကဇီဝိတာနံသဗ္ဗဝေရဇိတာနံသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံတာနံလေနံပရာယနံကရိယဣမသမိန်အာရာမေဣမသမိန်ဂေဟေဝတ္တတံဘယဝိနာသာယဗပရိသယဝိနောဒနာယဖာတုဝိဟာရာယဧသာညတ္တိသုနာတုမေဗန္တိ
သံဃောသံဃောဣမံအာရမံဣမံဂေဟံသတ္တနာဗုဒ္ဓနာအနန္တရာယိကဇိဝိဒါနာသဗ္ဗဝေရဇိဒါနာသဗ္ဗဝေရာပိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိတံဒါနံနံပရာယနံကရောတိဣမသမေအာရာမေဣမသမေခေဟေဝတ္တတံဘယဝိနာသာယသဗ္ဗပရိတယဝိနောဒနာယဖာတုဝိဟာရာယယတာယတမတောခတ်မတိဣမသာအာရမသာဣမသာခေဟသာသတ္တနံဗုဒ္ဓနံအာနုဘာဝေနအနန္တရာယိကသာပရိတသာဒါနသာလေနသာပရာယနသာကရဏံသောတုံနှသာယတာနေခတ်မတိသောဘာတိယဒုတိယံပိဧတမထံဝဒာမိတတိယံပိဧတမထံဝဒာမိကတောသံဃေနအယံအာရမောအယံဂေဟောသတ္တနံဗုဒ္ဓနံအာနုဘာဝေနအနန္တရာယိကောပရိတောတာနောလေနောပရာယနောခတ်မတိသံဃတတသမတုံနိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုမိမိတို့အိမ်မိမိတို့အဆောင်များနှင့်တကဝမိမိတို့ဝိုင်းမိမိတို့ရက်ွက်မိမိတို့နယ်မြေမိမိတို့မြို့ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဓမေဆက်ရွတ်ဖတ်တရစေနာကြားကြရအောင်သမန္တာသက္ကဝါလီသူအတ္တရာခိသန္တုဒေဝတာသာဓမ္မမုနိရာဇသာသုဏန္တုသက္ကမောက္ခတံဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတာနုဘဝတောယေခာနေဝဒသင်တိဘိသနံယမိစေဝနုယုံသံတော်ရတ္တိတိဝမတန္တိတော်သုခံသုပတိသုတ်တော်သပပံကိဉ္စီနပသတိဧဝမာတိဂုဏုပေတံပရိတံတံပနာမဟေကာရဏီယမထာကုသလေနာယန္တတန္တံပဒံအဘိသမေဇာသေကောဥဇုဇာသုဇုဇာသူဝသောသသမုဒုနာတိမာနီတန္တုတကောဇာသုဘရောဇာအပကိသောဇာတန္လဟုကဝုတ်တိတန္တိန္ဒရိယောဇာနိပကောဇာအပကဘောကုလေသောနာနုဂိတောနာဇာခုတ်ဓမ္မာစတိကိဉ္စီယေနဝိညုပရိဥပဝတိယုံသုခိနောဝါခေမိနောဟွန်တုသဗ္ဗတတ္တာဘုံတုသုခိတတ္တာယေကေစိပါဏာဗုဒ္ဓတိတတဝါထာဝရဝနဝသေတာဒီဃဝါယေဝမဟန္တာမေသိမာရတ္တကအနုကထူလာဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝ
ဒုရေဝတန္တိအဝိဒုရေဗုဒ္ဓဝါသံဘဝေသေဝသဗ္ဗသတ္တဘွန်တုသုခိတတ္တာနာပရောပရဏိဂုပ္ပေထနာတိမေညေထကတ္တစီနာဂိဉ္စီဗျာရောသနာပတိကသင်ညာနေညာမေညာသဒုက္ခမိတ်စေယမာတာယထာနိယံဗုဒ္ဓမာယုသာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုတေသုမာနသံဘာဝယေအပရိမာဏံဩမေတေဇာသဗ္ဗလောကသမိမာနသံဘာဝယေအပရိမာဏံဩထံအထောဇာတိတိယံသအတံဘာရံအဝေရမသဗ္ဗတံတေထံသရဏိသိဏောဝါသယာနောယာဝတ္တသဝိဒမိတောဧတံသတေအဋိဋ္ဌိယာဗျမမေတံဝိဟာရမေတ္တမဟုဒိဋ္ဌိသအနုပကမ္မသီလဝဒတ္တနေနသံပါနောကာမေသူဝိနိယဂေတံနာဟိဇာဒုက္ခပသေယပုနာရေတိဗုဒ္ဓံတံဗောဓိသံပါရိနိဗ္ဗာတံဝတ္တဇာတိယံယတာတိစေနာဒါဝေကိမဟာတတံဝိဝေဇယိထေယရတသာရိဗုဒ္ဓသာလောကနာထေနဘာတိတံကပ္ပထာယေမဟာတေဇံပရိဒံတံပနာမဟေအဋ္ဌိလောကေသီလဂုဏောသစ္ဆံသောစေယနုဒ္ဒယတေနာသစ္စေနာကာဟာမိသစ္စာကိရိယမနုဿရံအာဝိဇ္ဇတဝဓမ္မဗလံသရိတဝပုပ္ပကေစီနေသစ္စာဗလာမောတာယသစ္စာကိရိယမကသဟံသန္တိပခာအပတနာသန္တိပါဒာအဝိဇ္ဇနာမာတာပိဋာသနေခန္ဓာဇာတဝေဒပတိကမသာဟသစ္စေကတိမေရှံမာပိစလိတောသိခိဝိဇေတိသောလသဂရိသာနိဥဒကံပတ္တဝါယထာသိခိသစ္စေနာမေသမောနာတိဧတာမေသစ္စာပါရမီဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာဇာရဏသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသွက္ခာတောဘဂဝတာဓမ္မောသန္ဒိဋ္ဌိကောအကာလိကောဧဟိပတိကောဩပနေယိကောပိစ္ဆဒံဝေဒိတာဘောဝိညူဟိသောပတိပန္နောဘဂဝတောသာဝကသံဃောဥဇုပတိပန္နောဘဂဝတောသာဝကသံဃောညာယပတိပန္နောဘဂဝတောသာဝကသံဃောသာမိစိတ်ပတိပန္နောဘဂဝတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထာပုရိသပုဂ္ဂလာဧသဘဂဝတောသာဝကသံဃောအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်ဇလိကာရဏီယောအနုတ္တရံပုညခေတံလောကသာဧဝံဗုဒ္ဓံသတ္တံဓမ္မံသံဃေသဘိက္ခဝောဘယံဝါသံဘိတတံဝါလောမဟံသောနာဟိတတိယန္တုန်နိမိတံဝမင်္ဂလင်္စာယောသမနာဘောတကုဏသသတ္တောပပေကဟောဒုက္သူပိနာအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တုန်နိမိတံဝမင်္ဂလင်္စာယောသမနာဘောတကုဏသသတ္တောပပေကဟောဒုက္သူပိနာအကန္တံဓမ္မာနုဘာဝေနဝိနာသမင်တုယန္တုန်နိမိတံဝမင်္ဂလင်္စာ
ယောသမနာဘောသကုဏသသတောပါပေကဟောဒုသုပိနာအကန္တံသံဃာနုဘာဝေနဝိနာသမင်တုဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနာသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနာသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနာသတ္တသုခိဘဝန္တုတေဂုတ္တရာအိဋ္ဌမင်္ဂလာပေါင်းသည်တေတုံမာကံသင်္အန္တရေကင်းလူသူပရိသတ်တစုတို့အားသဗ္ဗရာနေယောညမအခါခသိဘဝတုတဏိတခြားအကျိုးများဖို့တိုးပွားဖြစ်ထွန်းပါစေသဗ္ဗဒေဝတာအလုံးစုံအရာယနတ်ထဲနတ်ဖြစ်ကြကုန်သောသမာဓိသမာဓိဝါနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့သည်ဝါသဗ္ဗဒေဝတာကိုယ်ဆောင်နာအိမ်ဆောင်နာအယံဆောင်နာဘုံမဆုယုတ်ခသုအာကာသသုသတ္တုလောကပါလာတရားဗျမ္မာများစွာသောနတ်ဗျမ္မာအပေါင်းတို့သည်တေတုံမာကံယရဏသုံးစုံမြတ်တရဏဂုံနဲ့နေကြတဲ့သင်ဗုဒ္ဓဤသာတော်သမီးတော်တို့အားသဗ္ဗရာနေယောညင်မအခါခသိရက္ခန္တုကောင်းစွာမသွေဆောင်နိုင်ကြပါစေကုန်သတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနာ၄သင်္ချေနဲ့ကဘာတသိ၈သင်္ချေနဲ့ကဘာတသိ16သင်္ချေနဲ့ကဘာတသိတွေ့ကိန်းပြည်ထာလုံလကြီးစွာဒါနာပါရမီသီလပါရမီနိခမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီအဋိဋ္ဌံပါရမီမေတ္တာပါရမီဥပေက္ခပါရမီဒီဟုသော10ပါးသောပါရမီတော်တို့ကိုအယုတ်အလအမြအားဖြင့်ဖြည့်ကျင့်တော်မူပြီး၍ပညာဓိကသတ္တာဓိကဝရိယာဓိကအမိယပြေလျင်ခင်္ကာသဲလုံးနှင့်အမြပွင့်တော်မူ၍ပရိနိဗ္ဗာန်စံယူတော်မူကြကုန်ပြီးသောဖယားရှင်ကိုယ်တော်မြတ်ကြီးတို့ဤတကုတေဇောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနာအလုံးစုံသောမတရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရစေတတ်သောတရားတော်မြတ်သည်ကဝိမု ക്തി ယတာအပြင်တပါဓမ္မဝိနည်းအပြင်2ရပိဋကအပြင်3သွဲနိကေအပြင်5ပြာအင်္ဂါအပြင်9တန်ဓမ္မခန္ဓာအပြင်84,000ကျမ်းကုန်အောင်တို့ဤတကုတေဇောအာနုဘော်တော်ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနာမဲ့၌တည်သောပုဂ္ဂိုလ်4ပါးဖို့၌တည်သောပုဂ္ဂိုလ်4ပါးဤ8ပါးသောပရမတ္ထသံဃာတော်အရှင်သာရိပုတ္တရာအရှင်မောက္ခလံဧကသာဝကမဟာသာဝကအတိတိ8ကျိတ်ကုန်သောယဟန္တာအရှင်မြတ်ကြီးတို့ဤတကုတေဇောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဝါသဗ္ဗသံဃာနုဘာဝေနာလေးစိပေသလာသိက္ခာကာမသီလဝန္တာကုဏဝန္တာပညာဝန္တာဂရုဂါရဝဖြစ်တော်မူကြကုန်သော
အရိယာနွယ်ဝင်းသမုဒိထေအရှင်တို့ဤတကုရှိန်စောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဣဇတိကဘာယီယေကိုတွင်ကိုပအိမ်တွင်အိမ်ပဝိုင်းတွင်ဝိုင်းပရက်ွက်တွင်ရက်ွက်ပမြို့တွင်မြို့ပတတွင်တပနထာနာ၌ဇာတာပုဒ္ဓဖြစ်စေဖြစ်လက်တံကုန်သောသနုတိရောဂါသအနာမျိုး96ပါးတို့သည်၎င်းဒေါတိန်သာကာမကရဏာသ32ပါးသောကံကြမ္မာတို့သည်၎င်းပင်စဝိတတိဘယာသ25ပါးသောဘေတို့သည်၎င်းသောလတဥပါဒဝါစာ16ပါးသောဥပါဒဝါတို့သည်၎င်းပင်စဝေဒီစာ5ပါးသောယံတို့သည်၎င်းဒတ္တဒန္တာစာ10ပါးသောဒံတို့သည်၎င်းအထဒေါသစာ8ပါးသောအပြစ်တို့သည်၎င်းနာနာဘယေဟိဝါအထူးထူးသောဘေးတို့မှ၎င်းတိနိကပါနိစာ3ပါးသောကတ်တို့မှ၎င်းသဗ္ဗအန္တရာယောဇာခသိမ့်သောအန္တရေတို့သည်၎င်းဝိနာသံပြောက်ပြဲ့ခြင်းသို့အင်တုပါပုဏ္ဏတုရောက်စေကုန်သတည်းလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တမကြောက်တနှစ်ရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နှစ်ရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဝေနေနီနေနတ်ထွေများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတိုအလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေကြည်ငယ်အလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဆူကြုံအလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်ကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်ကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်ကြပါစေယသမိန်တိဝတိအကျဉ်နေ၌တယောသူစတိတဓမ္မေသူစရိုက်တရားတို့ကိုပရိပူရန္တိဖြည့်ကျင့်ကြကုန်၏သောဒီဝသောထိုနေသည်သူနက္ခတနက္ခအပေါင်းမကောင်းမရှိအကောင်းအတိသာတိသူမင်္ဂလာအမင်္ဂလာဘယ်အခါမရှိကောင်းမြတ်သောမင်္ဂလာအတိသာတိသုဘဗတံအပြည့်ကင်းရှင်ကောင်းသောမိုးလင်းရခြင်းပေတိသူဟုတ်တိတံသာယာတန်ရှင်ကောင်းသောအိယာမှထရခြင်းပေတိ
သူခနောကျုံလာဆိုင်ရခဏတိုင်းမှာအကောင်းချီသာဒီသူမူဟုတ်တော်စမူဟုတ်တိုင်းမှာအကောင်းချီသာဒီယသမိန်ဒီဝတိအကျင့်သူစရိုက်ကျင်ရာနေအခါ၌ဗျံမစာရိသူမြတ်သောအကျင့်ကိုကျင့်လေရှိသူပုဂ္ဂိုလ်တို့၌ယေထံပေအလှူအပူဇော်အပ်သောအလူဒါနာမျိုးသည်သူယေထံအပြေကင်း၍တန်ရှင်းကောင်းမြတ်သောပူဇော်ခြင်းဖြစ်ပါပေ၏တာသမထိုကြောင့်ကာယကမ္မံထိုသူပြုသမျှကာယကံမှုမှန်သမျှသည်ပတ္တခိနာတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာသည်ဝါစာကမ္မံထိုသူပြောဆိုသမျှဝစီကံမှုမှန်သမျှသည်ပတ္တခိနာတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာသည်မနောကမ္မံထိုသူကြံစီသမျှအကြံစီမှန်သမျှသည်ပတ္တခိနာတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာသည်တေတုံမေထိုသင်တို့သည်အထာလတ္ထယအသောကောင်းကျိုးရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဗုဒ္ဓသာသနေမြတ်စွာဘုရားအဆုံးအမသာသနာတော်၌ဝိရုံလှတိုးတက်စီကကြီးပွားကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟုတ်တဝါဖြစ်ကြကုန်၍သဗ္ဗေဟိအလုံးစုံကုန်သောညာတိဘိအဆွေမျိုးတို့နှင့်သာဟတကဝအရောဂယောဂမရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟောထမုတ်ချမဲ့သွေဖြစ်ကြပါစေကုန်သတ္တိယနေ့ဘုန်းကြီးတို့တနယ်မြေနဲ့တကဝမိမိတို့မြို့မိမိတို့နယ်ပယ်ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဓမ္မဆက်လည်းရွတ်ဖတ်တရဆက်ပြီးပြီ။အိုးသိကြောက်ဝါသံမြေစသည်၌လူသားကိုအန္တရာယ်ဖြစ်စေတတ်တဲ့အကြောင်းချင်းရလက္ခဏာတစ်ခုခုမကောင်းသောဘေးမကောင်းသောရမကောင်းသောဓာတ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်တင်ရှင်းလင်းပြတဲ့သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့လည်းရွတ်ဖတ်တရဆက်သုတ်တင်ရှင်းလင်းပြီးပြီအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာနဲ့လည်းရွတ်ဖတ်တရဆက်ပြီးသွားပြီအဲ့ဒီတော့ခမည်းတော်ဒီနယ်မြေကဧရိယာကျဉ်းကျဉ်းလေးပါခမည်းတော်ကသာမတုံမလှုပ်အဟုတ်သက်ဝင်ယုံကြည်တဲ့သဒ္ဓါတရားနဲ့အလုံးလုံးမဲ့ဆိုရင်ဒီပညာတော်တွေအာနာဒေသနာတော်တွေဆိုတာ2,400,000အထုရှိတဲ့မဟာဖတိဝေမြေကြီးကိုထုတ်ချင်းခအောင်အာနာတွေပြန့်နှံ့သွားတယ်ဆိုရင်ဘုန်းကြီးတို့တကားများရဲ့ဧရိယာကကျဉ်းကျဉ်းလေးပါအကုန်လုံးဘေးကင်းတယ်ရန်ကင်းတယ်အန္တရာယ်ကင်းတယ်လို့နားလည်ပါ